ကျွန်တော်များပုံနာတော်ပေးတဲ့စာရနိုင်ထုံးမှမြန်မာတက္ကရာ1389ခုနှစ်မြန်မာနှစ်သက်မင်္ဂလာမှာအင်္ဂါသားသမီးကန်ချာမှာကန်စာတာဟော့စတန်လေးကိုတင်ပြဆွေးနွေးဟောပြောပေးသွားကြတယ်။အင်္ဂါသားသမီးတော်မရဏကိန်းပျက်စီးပြက်ကပြက်ခိန်းကနေပြီးတော့လုံမြောက်သွားပြီ။ဘာကောင်းကြိုးတွေလာမလဲ။သာသနာကြိုးထီဆောင်စာတာစီးပွားလုပ်ငန်းတို့အောင်နိုင်ရမယ်နဲ့ကြမ်းကြာနေတာတွေ3-5နှစ်ရှိနေပြီမအောင်မြင်ဖို့ဖြစ်နေတဲ့ကိစ္စရက်တွေအောင်နိုင်မယ်။ကောင်းကြိုးတို့ထူးခြားမယ်။အပြန်အဆန်အတိုက်အခိုက်တွေချားနေကိုအောင်မြင်မှုတွေဖြစ်ထွန်းမယ်။လုပ်ငန်းရေးလည်းအပြောင်းလဲဖြစ်မယ်။တဏှာဖြစ်ရောင်းကုန်ပစ္စည်းတွေအယောင်တွင်ချက်မယ်။လျှက်စစ်ပစ္စည်းစက်ကရိယာဆက်ရန်တရားနဲ့ပတ်သက်တာတွေလည်းအောင်မြင်မယ်။အဓိကမိတ်ဆွေမိသားစုကြားမှာဝမ်းနည်းစရာတွေကြုံရတတ်တဲ့နားလဲမှုလွဲမှားတာတွေကြုံရခိန်ရှိနေတယ်။လေးလပိုင်းဧပြီလ25ရက်ကျော်ရင်စာတာကောင်းစားမယ်ဧပြီလ25ရက်အင်္ဂလိပ်လိုဧပြီလ25ရက်မြန်မာလိုဥတကုလားပြည့်ကျော်73ရက်နောက်ပိုင်းဆိုရင်စာတာတောက်လျှောက်အောင်မြင်မယ်ဘလောက်ထစ်စာတာကောင်းကျော်ပြုံးနိုင်မလဲဆိုလို့ရှိရင်ဘာကောင်တော်တဲ့တရင်ကျော်တဆာမုံတော်တော်လေးအောင်မြင်မယ်အဓိကနတ်တော်ပြဆိုဘိုင်းမှာတော့စာတာညံ့မယ်အင်္ဂလိပ်နှစ်ကုန်ခါနေ့ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီဆိုလို့ရှိရင်အင်္ဂါသားမျိုးကောင်းကျော်ပေးမှာမဟုတ်အင်္ဂါသားသမီးတွေအတွက်ကတော့လက်တလောတော့ကောင်းကျော်ပေးမှာကဧပြီလ25ရက်ကနေနော်နိုဝင်ဘာလ17လပိုင်းလာကုန်နိုဝင်ဘာ30ရက်နေ့အထိအကျုပ်ပြုဖို့စာမြတ်ထားတယ်17လပိုင်းတနည်းဖြင့်တနှစ်နီးနီးလုံးပေါ့တနှစ်ပတ်လုံးသဘောဖြစ်နေတယ်နော်အောင်ကျိုးပေးမယ်နန်းနယ်လေးစနေသားသမီးဗုဒ္ဓခုသားသမီးတို့နဲ့စတ်တူရှာလုပ်ငန်းစစ်ပွားလောက်ကင်နာတွေတတိထားရမယ်မလို့လာအပ်တဲ့ပြဿနာပရိပက္ခတွေကြုံရဆုံရတတ်တဲ့အတွက်ခယူးဆိုင်ဖို့တတိထားပေးဖို့စာနဲ့မြတ်တာရက်ခံကြတယ်ကိုယ်စလဲကိုယ်စားအာမခံတတ်တဲ့လမ်းမရေးထုံရှောင်းကျန်တင်းပါလည်းရနဲ့ရှောင်းကျန်လိုပါလည်းရနဲ့ရှောင်းမရလွဲမရတော်ဝင်ယူမှုတော်ဝင်ခံမှုဆောင်ရွက်ရတာတွေကြုံတွေ့မယ်ထွက်ထားတဲ့ရွှေတွေပြောင်းဝင်မယ်။နက်နာထားတဲ့ကိစ္စတွေအောင်နိုင်မယ်။ဒါပေမဲ့တမီးစားရေးတော့မှအစစ်မပြေဘူး။အိမ်အောင်တဲ့အိမ်အောင်ချင်းများဖို့အိမ်အောင်ရေးအစစ်မပြေဘူး။ကြာမရေးစာတာမှာမျက်စိအုံတော့အာယုံကြောတို့နဲ့ပတ်သက်ပြီးပူတာရမယ်။စေယုံစေကံတိတ်ရောက်ပူတာတာစေယုံစေကံနာတာရှိဝေဒနာတဲ့လို့နေထိုင်ပူတာမှုခံယူရကိန်းနဲ့ရှိတဲ့အတွက်ခရူးဆိုင်ပေးဖို့စာထုမြတ်တာရက်ခံတယ်အကျိုးပေးကိန်းကနန်းနေမှာဆိုလို့ရှိရင်9ကိန်းကနန်း6ကိန်းကနန်း10ကိန်းကနန်းနေဟာတတောင်းတနေရမှာကောင်းကျိုးပေးမယ်ကောင်းကျိုးဖြစ်စေမယ်နည်းနည်းလေးစားနေတဲ့စာတာဆန်းဆက်တာစိတ်ကောင်းတာတွေနော်အညတ်တော်သာထွက်ချင်တာတွေဝင်တော်မှုဖြစ်ချင်တာတွေဖြစ်ပေါ်ခဲ့ရင်လုံးဝခါဝါချပလိုက်တစမ်းမအကျိုးပြုမှမဟုတ်ခိုးရပါဖြစ်စီတဏှာဖြင့်ပစ္စည်းအဟောင်းလုံးဝအဝင်ခံပုံမကောင်းအဟောင်းပစ္စည်းတွေကြယူဆိုင်ရမယ်တတိထားပေးရမယ်တတိပြောပေးရမယ်အဝါရောင်အစိမ်းရောင်အကျိုးပေးမယ်အဝါရောင်ဝမ်းဆက်အစိမ်းရောင်ဝမ်းဆက်အကျိုးပေးမယ်အရှိအရက်အခြေဆုစုအရှိပိုင်းအခြေဘက်ကိုခရီးသွားတာလာတာကြယူဆိုင်ပေးပါတတိထားပေးပါတတိပြုပေးပါလို့ဆရာအနေနဲ့မြတ်တာအထုရက်ခံပါရစေဇွာနပန်တတိရတော့ပြောင်းမြောက်တယ်လက်တွေလည်းစူးစားတတ်တယ်အင်္ဂါသာသမီများဖို့မရဏပျက်စီးပြက်ကပ်ပြက်ခိန်းကနေထွက်ပြီးတော့စုံကြုံတာတွေလှုပ်ဆောင်ရမယ့်အရာတွေအောင်နိုင်မယ်ကြမ်းကြာနေတဲ့အမှုခင်းတွေလည်းအောင်နိုင်မယ်ရင်ဆိုင်ရတဲ့ပြဿနာကိစ္စလေးတွေနဲ့ကိုယ့်ဘက်ကမှတ်ကန်မှုနဲ့ကောင်းကျိုးတွေထူးခြားသွားမယ်အမှုခင်းတော့အောင်နိုင်မယ်မိသားစုကြားမှာထင်ရောင်ထင်မှားတန်တရားဖြစ်နေတာတွေပြေပြောက်သွားမယ်မိမိစေတနာမိမိမေတ္တာတရားကိုနားလည်လက်ခံလာလိမ့်မယ်ကောင်းကျိုးတော့ပေးလိမ့်မယ်စီးပွားကံတော့တိုးတက်အောင်မြင်နိုင်မယ်ဆရာအနေနဲ့စာတာဆန်းဆက်တာမှနည်းနည်းလေးဝမ်းနည်းဆရာလည်းနဲ့ကြုံရတတ်တဲ့အတွက်ကြယူဆိုင်ရမယ်လိမ့်ရဲ့လောက်ဆောင်ချက်တွေကြယူဆိုင်မယ်စာရွယ်စာတန်းအဖို့တန်ပစ္စည်းပျောက်ပြက်ပျောက်ချတွေခရူးဆိုင်ပေးဖို့ဆရာမြတ်တာရက်ခံတယ်အထူးသဖြင့်
ပြိုရွယ်ငယ်ရွယ်သူများအတွက်နမုံနမဲဖြစ်တာအထာမတာပျောက်ပြတ်တာခိုးခံရတာခကြူးဆိုင်ပေးရမယ်အင်္ဂါသား10နှစ်16နှစ်ဖွာစာတာရှင်တက်ရွက်တွေပေါ့နော်ဆရာမတာ21နှစ်29နှစ်34နှစ်မှတ်ထားပဲနော်39နှစ်တနည်းအားဖြင့်44 56ဒီအသက်ရွယ်စာတာရှင်တွေအသက်ပြည့်မဲ့စာတာရှင်တွေဒီ2025ဧပြီလကနေဒီဇင်ဘာတွင်အသက်ပြည့်မဲ့စာတာရှင်အထုကြာမှရေးစီးပွားရေးသတိထားရမယ်အပြအဆိုင်နဲ့အောင်မယ်ကုသိုလ်ကံလည်းတမှုထုမှတ်နေအဲ့တော့မြန်မာတက္ကရာ1389မှာကံကောင်းခြင်းလက်လပါစီးပွားတို့ဖြစ်စေလိုခြင်းအတွက်ဆရာရရကောင်းလေးတစ်ခုတင်ပြခြင်းလေမြန်မာတက္ကရာ1389မှာကံကောင်းခြင်းစီးပွားကံတို့တိုးတက်အောင်မြင်ခြင်းတို့ဆရာအနေနဲ့ဖြစ်စေလိုတဲ့အတွက်အခုလာမဲ့ဧပြီလ22ရက်နေ့မြန်မာတက္ကရာ1389ခုနှစ်ဥဒကုလာပြည့်ကျော်10ရက်နေ့အင်္ဂါနေ့များနေဆက်ရဖျားစိတ်တိ၌တော်၎င်းမိမိတို့နေအိမ်မှာတော်၎င်းစုတ်တောင်းမေတ္တာစေမံရမှာကမိမိတို့နေဆက်ရဆွေတော်ရှင်တော်မြတ်ဖရာအားဆွေတော်ရှင်တော်မြတ်ဖရာကြာရီတစ်ခွက်ကတ်လို့ပို့ဆောင်မယ်ဖျောင်းတိုင်ဆက်နတ်တိုင်လိုရမယ်ကြီးကြီးသေးသေးရောင်ဆောင်ဖျောင်းနိုင်ပဲဖြစ်စေတက်သေးလေးတွေဖြစ်ဖြစ်ခက်ကြီးကြီးနော်အလက်ဆိုင်ဘုရားစိတ်တွေမှာပဲဖြစ်ဖြစ်မိမိနေအိမ်မှာဖြစ်ဖြစ်မိမိနေအိမ်ထက်ဖျားစိတ်တွေအင်္ဂါကြိုတောင်းအင်္ဂါတောင်းမှတာလင်အဓိကကန်စာတာရှင်တို့ရဲ့ဂျိုစီဂျုံနဲ့မကောင်းတော့ဘေးဆိုးရန်ဆိုးအန်လေဆိုးဂျုံညံ့အခိုက်အတမ်းမှာဖြစ်နေတဲ့စိတ်နဲ့စိတ်ထားစိတ်ချုပ်စိတ်ညစ်စရာတွေပြေပြအောင်မြင်ပြီးငွေကြေးကိစ္စအိမ်ချမ်းမြေလုပ်ငန်းစီးပွားရောင်းလံရောင်းရည်ဝယ်ရေးကိစ္စရတဲ့စားတွေနဲ့အောင်မြင်စေလိုပါတယ်အဲ့တော့ဆရာရဲ့ပြည်ရဲ့အပရိသတ်ဓမ္မရှင်များယုံယုံကြည်ကြည်လေးနက်စွာဖြင့်အင်္ဂါကြိုတောင်းမှာဆွဲတော်ရှင်တော်မြတ်ဖရာကိုဆွဲတော်ရှင်တော်မြတ်ဖရာရဲ့ဘွဲတော်နဲ့တော်အနီတော်တို့ကိုရွတ်ဖတ်ပြီးတော့စုတ်တောင်းမေတ္တာပို့ပြီးတော့ပူဇော်ပေးပါလို့စာရင်းနဲ့အထုမေတ္တာရက်ခံပါစေကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနိုင်ထွန်းဤကြရကိုရိုးရိုးကြည်ကြည်ဆောင်ရွက်ခြင်းအပြင်ကပ်ပေးရပေးအန်တရပေးကြုံတွေ့နေတော့ဘေးကျနှံချက်အခက်ခဲတွေကိုလည်းအင်္ဂါသားသမီးအញ្ញံဆုံးကြော်လာနိုင်ပါစေလို့ထပ်လောင်းဆုတောင်းမေတ္တာပို့တာတယ်အင်္ဂါသားသမီးများခင်ဗျာမိမိတို့ရဲ့ကံကြမ္မာကံစားတာစစ်စစ်မင်းများကျန်တော်၎င်းမတိနားမလဲတာမတိမရှင်းတာများရှိခဲ့တော့ဆရာရဲ့ဖုံးနံပါတ်ဖြစ်တဲ့3ညာကို45လုံး3ညာ3ညာ4ခု5လုံး6နဲ့တင်5တို့ကိုလည်းတိုက်ရိုက်စက်တယ်မင်းများနိုင်တယ်ဆရာရဲ့ဗီဒီယိုနဲ့လက္ခဏာဆွေးနွေးတဲ့ဟောပြောတဲ့ဟောကန်လိပ်စာကရန်ကုန်တာဂီတကြောက်တိုင်မတ်တိုင်ကပီတယ်မက်ကကြီးရဲ့ဘေးအေးစီဒီလန်တဲ့တိုင်းနာပတ်နေရတဲ့ခွန်မြင့်ကြီးထောက်ကိုလာရောက်ဆွေးနွေးမင်းများနိုင်ပါတယ်ဆရာရဲ့ဗီဒီယိုနဲ့အပရိသတ်ဓမ္မရှုပ်ခွနဲ့တာသမီးများအားလုံးကိုစိတ်နှဖြာကျမ်းမာချမ်းသာတော်လန့်တာလို့လာလန်းတာယာဖြောင်းပြောပါစေလို့ကျွန်တော်များပုံနဲ့တော်ပေးတဲ့ဆရာရနာတို့မှာအထုဆုံးမကောင်းဆိုတောင်းမေတ္တာပို့တာပါတယ်